ကြလေတမြဲလာခွေမောင်ကြီးလာနာတော့တာမောင်ကြီးလေနာမခွေမောင်ကြီးလာလေနာတော့တာမောင်ကြီးလေဒီကျေနာကျော်လာပါပြီဒီဝေးရောက်တာကြီးကဲမောင်မီးတော်ရင်းမဲလို့ပြောဆိုရင်ဒီကျေနာကျော်လာပါပြီဒီဝေးရောက်တာကြီးကဲမောင်မီးတော်ရင်းမဲလို့ပြောဆိုရင်ဟေးရောဆိုရရဲ့ဝေဘုံနာနေကောင်းဆုံးပဲဝေတိုင်ကေဒီမလေးရောဆိုရရဲ့ဝေဘုံနာနေကောင်းဆုံးပဲဝေတိုင်ကေဒီမလေးဟေးစာပေကြညာရလာကြညာရလာပုံမှန်အပြည့်တစ်ချင်းကိုနားထောင်လိုက်မယ်ဆိုရင်ဘွေးတော့မကြည့်ပါနဲ့အေးပြည့်တဲ့ဝေဘုံများတယ်ဆိုပြီးတော့တေးစရာလင်္ကာကျော်စွာဘဘစောင်းဥပနာပြောချင်တယ်လို့အမှတ်မထင်ကျွန်တော်တို့အရင်တော့သိတယ်တကယ်တော့တကယ်စာသားရဲ့အစစ်ကိုရွေချက်တေးစရာလေးလင်္ကာကျော်စွာဘဘစောင်းဥပနာရွေချက်ကတော့ကျွန်တော်တို့သူ့ချစ်သူလေးကိုတင်စားပြီးတော့ချစ်သူလေးရဲ့ဘွေးတော့မကြည့်ပါနဲ့မောင်ကြီးကိုစောင်းတီးပြပါမယ်တပ်ပြားဖွင့်ပြပါမယ်ဆိုတာကိုသူချစ်သူလေးမရဘူးစံပွဲတော့ကြည့်မယ်ဘာလို့လဲမြန်မာလူမျိုးမြန်မာစုံတွေညနိုးတယ်အဲ့ဒီမှာတေးစရာကြီးအလင်္ကာကျော်ဘဘစောင်းဥပတန်းကမြန်မာစသဖြင့်မမျက်နှိုးလို့မဟုတ်ဘူးတော့ကြသူချစ်သူတော့ကိုရင်းနေဆိုင်ရမှုစပွဲကြည့်လိုက်တဲ့ချိန်မှာဟာကောင်းလိုက်တာဆိုပြီးတော့ဒါစက်တွေခွဲကုန်မယ်ဟုတ်တယ်ပိုးရမနေနိုင်ဘူးမြန်မာစက်တွေဘယ်လိုမျိုးကျွန်တော်မြန်မာစက်တွေကျွန်တော်တို့မြန်မာလူမျိုးတွေကညနိုးကြောင်းတန်မိုးထားကြောင်းနော်ဒီပွဲချိုက်ခေဆိုတဲ့ချင်းလေးကိုကြည့်ပြရခြင်းဖြစ်ပါလေဟုတ်ကဲ့နော်မီမီလေးကောင်းလားကဲမီမီခဏတာကောက်မစီရတော့လမ်းမထိုင်ဘူးတပြားရလားတပြားပြားရလားတပြားလားအားကြောင့်ဒီလိုလာပြီကျော်စုတပြား